ဆိုင်နာမို့နည်းနည်းလောက်တော့ရှိန်ပေးပါမိမသားဖို့စဉ်းစားရတယ်ရွေးမရဘဝပြတ်သွားမယ်ဒါကြောင့်မို့ရှိန်လေးပေးစဉ်းစားဖို့အတွက်ရှိန်လေးပေးကာလာဆုံးခေချီတွေမှာလွယ်လွယ်နဲ့မချင်ရဘူးကွာဘဝကြီးနဲ့ဆိုင်နာမို့နည်းနည်းလောက်တော့ရှိန်ပေးပါမိမသားဖို့စဉ်းစားရတယ်ရွေးမရဘဝပြတ်သွားမယ်ဒါကြောင့်မို့လို့အရှိန်လေးယူပြီးစဉ်းစားပါရစေကွယ်ပိုင်ရင်နောင်ပြင်ရန်ခတ်တဲ့မျိုးစိတ်ကူးမာတာနဲ့ကျမတို့သိယူသွားမှာပဲသူကြောင့်ကိုကြောင့်ဘာမှမသိပဲလွယ်လွယ်လေးနဲ့မချစ်ချင်ပါနဲ့တကယ်ချစ်တဲ့ဆိုရင်စောင်းစိတ်ရှိရှိနဲ့စောင်းလောဘနဲ့ရှိန်တန်ရဲ့တီးကြတဲ့အဖြစ်ရမယ်မိမသားတို့ဘဝမှာလည်းအချက်သိခါကရေးကြည့်တယ်ဒါကြောင့်မို့လို့အချိန်လေးယူပြီးစဉ်းစားပါရစေကွယ်ဆုံးခေတ်ကြီးတွေမှာလွယ်လွယ်နဲ့မချင်ရဘူးကွာဘဝကြီးနဲ့ဆိုင်နာမို့နည်းနည်းလောက်တော့ရှိန်ပေးပါမိမသားဖို့စဉ်းစားရတယ်ရွေးမရဘဝပြတ်သွားမယ်ဒါကြောင့်မို့ရှိန်လေးပေးစဉ်းစားဖို့အတွက်ရှိန်လေးပေးကာလာဆုံးခေတ်ကြီးတွေမှာလွယ်လွယ်နဲ့မချင်ရဘူးကွာဘဝကြီးနဲ့ဆိုင်နာမို့နည်းနည်းလောက်တော့ရှိန်ပေးပါမိမသားဖို့စဉ်းစားရတယ်ရွေးမရဘဝပြတ်သွားမယ်ဒါကြောင့်မို့လို့အရှိန်လေးယူပြီးစဉ်းစားပါရစေကွယ်ရှင်ဘာလို့တကောင်ကုန်လိုက်နေရလဲကို့ဖြေပေးရလေကွာရှင်နော်အဲ့လောက်ဒီမရဆက်ပါနဲ့ကွာချစ်တယ်ရပြီလား Yeah